မင်္ဂလာပါ Learning English with NZL Channel ကနေကြိုဆိုပါရစေကျွန်တော်နိုင်စော်လင်းပါဒီနေ့တော့ကဘာကျော်ရုပ်ရှင်ကားတကားဖြစ်တဲ့ The Godfather ထဲကနာမည်ကြီး dialogue တွေကိုအသုံးပြုပြီးအင်္ဂလိပ်စာလေ့လာကြရအောင်ဒီ dialogue တွေကဘလို့အခြေအနေမျိုးမှာသုံးလဲဘလို့အဓိပ္ပာယ်လဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ် Dialogue 1 I'm going to make him an offer he can't refuse ဒီနာမည်ကြီးစကားကို Don Vito Corleone ကပြောခဲ့တာပါသူကသူ့ရဲ့သားအရင်လိုဖြစ်တဲ့ Johnny Fontaine ကိုရုပ်ရှင်မှာနေရာရအောင်ကူညီပေးမယ်လို့ဆွေးနွေးတဲ့အခါမှာတုံ့နှုံခဲ့တာဖြစ်ပါတယ်။ဒီစကားစုရဲ့အဓိပ္ပာယ်ကသူငင်းလို့မရတဲ့ကမ်းလှမ်းမှုတစ်ခုကိုငါလုပ်တော့မယ်လို့ဖြစ်ပါတယ်။တစ်ဖက်လူကအကျိုးအမြတ်အယံများလို့ပဲဖြစ်ဖြစ်မငင်းရေးလောက်အောင်ချိန်ချုပ်ခံရလို့ပဲဖြစ်ဖြစ်လက်ခံကိုလက်ခံရမယ့်အခြေအနေမျိုးကိုဆိုလိုတာပါ။ Grammar tip ဒီနေရာမှာ going to ကအနာဂတ်မှာလုပ်မယ့်အစီအစဉ်ကိုပြပြီး can't refuse ကတော့ငင်းပယ်လို့လုံးဝမရဘူးဆိုတဲ့သဘောကိုဆောင်ပါတယ် Practice I'm going to make him an offer he can't refuse Keep your friends close, but your enemies closer. Achini, context. ဒီစကားကို Michael Corleone ကပြောခဲ့တာလို့အများအပြားယူဆကြပါတယ်။ရန်သူတွေနဲ့ဆက်ဆံတဲ့အခါမဟာဗျူဟာမြောက်ချင်းကပ်မှုကိုထင်ဟပ်စေပါတယ်။ရန်သူတွေရဲ့ရည်ရွယ်ချက်တွေကိုနားလည်ဖို့နဲ့ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုကာကွယ်ဖို့အတွက်သူတို့ကိုအနီးကပ်စောင့်ကြည့်တင်တယ်။လိုအပ်ရင်မိတ်ဆွေဖွဲ့ထားတဲ့တယ်လို့အကြံပြုထားပါတယ်။မြန်မာလိုရှင်းလင်းချက်မြန်မာ explanation ဒီစကားစုရဲ့အတိတ်ပဲကတော့မင်းရဲ့တင်ငယ်ချင်းတွေကိုနီးနီးကပ်ကပ်ထားပါဒါပေမဲ့မင်းရဲ့ရန်သူတွေကိုတော့ပိုပြီးနီးနီးကပ်ကပ်ထားပါလို့ဖြစ်ပါတယ်ဒီစကားကရန်သူတွေနဲ့ဆက်ဆံတဲ့အခါလက်တွေ့ကြတဲ့နီလန်းကိုအကြံပြုထားတာပါတင်ငယ်ချင်းတွေကိုနီးနီးကပ်ကပ်ထားခြင်းကခိုင်မာတဲ့မဟာမိတ်ဖွဲ့ခြင်းကိုဆိုလိုပြီးရန်သူတွေကိုပိုပြီးနီးနီးကပ်ကပ်ထားခြင်းကတော့သူတို့ရဲ့ရည်ရွယ်ချက်တွေကိုနားလည်ဖို့နဲ့ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုကာကွယ်ဖို့အတွက်သူတို့ကိုအနီးကပ်စောင့်ကြည့်ဖို့လိုအပ်တယ်ဆိုတာကိုဖော်ပြပါတယ်close နဲ့ closer ဆိုတဲ့ comparative adjective တွေကလိုအပ်တဲ့နီးစပ်မှုနဲ့တတိထားစောင့်ကြည့်ရမယ့်အတိုင်းအတာကိုအလေးပေးဖော်ပြပါတယ်။လေ့ကျင့်ခန်း practice ဒီစကားစုကိုထပ်ခါတလဲလဲပြောကြည့်ပါ Keep your friends close but your enemies closer Someday and that day may never come I will call upon you to do a service for me. Achini. Don Vito Corleone ကသူ့သမီးအဓမြပြုချင်းခံရပြီးနောက်တရားမျှတမှုရဖို့သူ့စီလာတဲ့နာယီကူညီမှုအသင်းပိုင်ရှင် Bonacera ကိုဒီစကားကိုပြောခဲ့တာပါ။ Don Corleone ကကူညီဖို့သဘောတူခဲ့ပေမဲ့အပြန်အလှန်အနေနဲ့သူ့ရွေးချယ်တဲ့အချိန်မှာကြီးစုပြုဖို့မျှော်လင့်ထားပါတယ်။မြန်မာလိုရှင်းလင်းချက်ဒီစကားစုရဲ့အဓိပ္ပာယ်ကတော့တနေ့နေ့မှာပေါ့အဲ့ဒီနေ့ကဘယ်တော့မှရောက်မလာနိုင်ဘူးဆိုရင်တော့မင်းကိုငါအတွက်အလုပ်တစ်ခုလုပ်ပေးဖို့ခေါ်လိုက်မယ်လို့ဖြစ်ပါတယ်ဒီစကားကအလွန်အစွမ်းထက်တဲ့တာဝန်ဝတ္တရားတစ်ခုကိုဖန်တီးပေးပါတယ် Someday and that day may never come ဆိုတာကအချိန်ကာလမသတ်မှတ်ထားတဲ့အနာဂတ်ကိုရည်ညွှန်းပြီးစိတ်လှုပ်ရှားမှုကိုဖန်တီးကဒေါင်းရဲ့အချိန်ကိုထိန်းချုပ်နိုင်စွမ်းကိုအလေးပေးဖော်ပြပါတယ် I will call upon you ဆိုတာကတော့သူကအကူအညီဒါမှမဟုတ်ကြီးစုပြုဖို့တောင်းဆိုလိမ့်မယ်လို့ဆိုလိုပါတယ်To do a service for me ဆိုတာကတော့သူ့အတွက်အကူအညီဒါမှမဟုတ်တစ္ဆာစောင့်တည်မှုတစ်ခုကိုလှုပ်ဆောင်ပေးခြင်းကိုရည်ညွှန်းပါတယ်။ me ဆိုတဲ့ modal verb ကတော့ကြီးစုပြုဖို့တောင်းဆိုမဲ့အချိန်ကမတိကျဘူးဆိုတဲ့ဖြစ်နိုင်ခြေကိုဖော်ပြပါတယ်။လေ့ကျင့်ခန်းဒီစကားစုကိုထပ်ခါတလဲလဲပြောကြည့်ပါ။ Someday and that day may never come. I will call upon you to do a service for me. It's not personal, Sonny. It's strictly business. Achini context. Michael Corleone ကသူ့အကူ Sonny ကိုပြောခဲ့တာပါ။သူတို့လှုပ်ဆောင်ခဲ့တဲ့အကြမ်းဖက်လုပ်ရက်တွေဟာပုဂ္ဂိုလ်ရေးခံစားချက်တွေဒါမှမဟုတ်ရန်ညူးတွေကြောင့်မဟုတ်ပဲသူတို့ရဲ့ရာဇဝတ်လုပ်ငန်းရဲ့အေးဆက်ပြီးတွက်ချက်ထားတဲ့ယုတ်တိပေတာကြောင့်ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။ဒီစကားက Michael ရဲ့စရိုက်လက္ခဏာမှာတိတာထင်ရှားတဲ့ပြောင်းလဲမှုကိုပြသပါတယ်။မြန်မာလိုရှင်းလင်းချက်ဒီစကားစုရဲ့အဓိပ္ပာယ်ကတော့ဒါကပုဂ္ဂိုလ်ရေးကိစ္စမဟုတ်ဘူးဆန်နီဒါကစီးပွားရေးတတ်ပဲလို့ဖြစ်ပါတယ်ဒီစကားကစိတ်ခံစားမှုဆိုင်ရာလှုံ့ဆော်မှုတွေနဲ့ဆင်ခြင်တုံတရားရှိတဲ့မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တွေကြားကကွာခြားချက်ကိုဖော်ပြပါတယ်
It's not personal ဆိုတာကစိတ်ခံစားမှုဆိုင်ရာပါဝင်ပတ်သက်မှုဒါမှမဟုတ်တဦးချင်းရန်ညှိုးထားမှုမရှိဘူးလို့ဆိုလိုပါတယ်It's strictly business ဆိုတာကတော့လှုပ်ဆောင်ချက်တွေဟာပုံကိုရေးခံစားချက်တွေကင်းမဲ့ပြီး professional ဒါမှမဟုတ်အဖွဲ့အစည်းဆိုင်ရာအကျိုးအမြတ်အတွက်တတ်တာဖြစ်တယ်ဆိုတာကိုအလေးပေးဖော်ပြပါတယ် strictly ဆိုတဲ့ adverb က business ရဲ့အဓိပ္ပာယ်ကိုပုံမူပြင်းထန်စေပြီးလုပ်ငန်းတတ်တာဖြစ်တယ်ဆိုတာကိုညွှန်ပြပါတယ်လေ့ကျင့်ခန်းဒီစကားစုကိုထပ်ခါတလဲလဲပြောကြည့်ပါ It's not personal, Sonny. It's strictly business. Leave the gun. Take the cannoli. Achini. Peter Clemenza ကသစ္စာဖောက် Polly Gatto ကိုတပ်ဖြတ်ပြီးနောက် Rocco Lamponi ကိုဒီစကားကိုပြောခဲ့တာပါ။ Clemenza ရဲ့ဇနီးကသူ့ကို cannoli ဝယ်လာဖို့မှာထားခဲ့တာဖြစ်ပြီးသူကအကြမ်းဖက်မှုကနေရိုးရှင်းတဲ့အလုပ်တစ်ခုစီကိုချက်ချင်းအာရုံပြောင်းသွားတာကသူတို့ရဲ့ရာဇဝတ်မှုဘဝရဲ့ပုံမှန်သဘာဝနဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုမိမောင်းထိုးပြပါတယ်။မြန်မာလိုရှင်းလင်းချက်ဒီစကားစုရဲ့အတိတ်ပဲကတော့တနက်ကိုထားခဲ့ cannoli ကိုယူသွားလို့ဖြစ်ပါတယ်။ဒါကရုပ်ရှင်တွေကမှတ်သားစရာကောင်းပြီးအနည်းငယ်ရေးစရာကောင်းတဲ့အခိုက်အတန့်တစ်ခုပါ။ဒီနေရာမှာ imperative sentence နှစ်ခုကိုအသုံးပြုထားပါတယ်။ Leave the gun တနက်ကိုထားခဲ့ဖို့အမိန့်ပေးခြင်းနဲ့ Take the cannoli မုတ်ကိုယူသွားဖို့အမိန့်ပေးခြင်းတို့ဖြစ်ပါတယ်။အကြမ်းဖက်မှုနဲ့အိမ်တွင်းရေးကိစ္စဖြစ်တဲ့ cannoli တောင်းဆိုမှုကြားကကွာခြားချက်ကစက်ကောင်ကြီးရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ကင်းမဲ့မှုနဲ့သူတို့ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေကိုပုံမှန်ကိစ္စလိုသဘောထားတာကိုမိမုံထိုးပြပါတယ်။ Leave နဲ့ take ကတော့ရှင်းလင်းပြတ်သားတဲ့ညွှန်ကြားချက်တွေကိုဖော်ပြတဲ့ရိုးရှင်းတဲ့ကြည်ရာတွေဖြစ်ပါတယ်။လေ့ကျင့်ခန်းဒီစကားစုကိုထပ်ခါတလဲလဲပြောကြည့်ပါ။ Leave the gun, take the cannoli. ဒီနေ့တော့ The Godfather ရုပ်ရှင်တွေကနာမည်ကြီး dialogue ၅ခုကိုအသုံးပြုပြီးအင်္ဂလိပ်စာလေ့လာခဲ့ကြပါတယ်။ဒီ dialogue ရဲ့အဓိပ္ပာယ်အသုံးပြုပုံနဲ့တရားဆိုင်ရာအချက်လက်တွေကိုနားလည်သဘောပေါက်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်တို့ Learning English with NZL Channel ကနေအင်္ဂလိပ်စာလေ့လာမှုအတွေ့အကြုံသစ်တွေကိုအမြဲတမ်းပေးစွမ်းသွားမှာဖြစ်လို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ပေါ့နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye for now.